ချစ်လာစွာသောဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာနှစ်နှစ်ခင်းနဲ့အတူမင်္ဂလာညချမ်းပါလို့အရှိနဲ့အနောက်ပဲရှိသောခရစ်တော်၌ညီကိုမောင်မမိသားစုဝင်အားလုံးကိုခရစ်တော်နာမဖြစ်ပဲနှုတ်ခွန်းဆက်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ရှမသက်ခရစ်အခန်းကြီး7အပိုက်ငယ်6တပိုက်မှာငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ဟုပြန်ပြောတော်မူ၏ငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ဟုပြန်ပြောတော်မူ၏ဒီစကားသည်သခင်ရှုခရစ်တော်မွတ်ဆိုသောစကားဖြစ်ပါတယ်ဘဒုကိုမွတ်ဆိုတယ်လဲဆိုရင်နောက်လိုက်တမန်တော်များနဲ့အတူနောက်လိုက်တပည့်တော်များတချို့ကိုပြောသောစကားဖြစ်ပါတယ်ဘာကြောင့်လဲသခင်ရှုခရစ်တော်ရဲ့နောက်တော်ကိုလိုက်တဲ့အခါမှာများစွာသောအခက်အခဲကြုံတွေ့ရတယ်များစွာသောပြဿနာရင်ဆိုင်ရတယ်များစွာသောပင်ပန်းဆင်းရဲမှုတွေရှိတယ်များစွာသောစိတ်ပြည့်စရာဝမ်းနည်းစရာအားငယ်စရာတွေရှိတယ်ဆိုတာကိုနားလည်တဲ့အတွက်သခင်ရှုခရစ်တော်ကသူတို့ကိုငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိတယ်လို့ပြောပါတယ်ဒါတော့မှနောက်လိုက်တပည့်တော်အစစ်အမှန်ဖြစ်တဲ့ရှိမုန်ပေတရုကငါနောက်ကိုလိုက်မယ်အသေးခံမယ်သခင်နောက်လိုက်ပြီးကျွန်တော်အသေးခံဆိုရင်လည်းအသေးခံပါမယ်လို့ထွက်ဆိုသောနှုတ်ဂတိပေးသောတမန်တော်တစ်ပါးဖြစ်တဲ့ပေတရုသည်ကြက်မတွန်မီ3ချိန်တိုင်အောင်သခင်ရှုခရစ်တော်ကိုလူပုံလယ်မှာညှင်းပယ်ခဲ့တယ်ဆိုတော့လေကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်တကယ်ကိုစိတ်အားကြီးတဲ့ပုဂ္ဂိုလ်တကယ်ကိုရဲတောက်ခရစ်တော်အတွက်ဆိုရင်စွမ်းတမန်ခရစ်တော်အတွက်ဆိုရင်ဟာလာဘောနဂန်ဖြစ်ပြီးနောက်မှာခရစ်တော်အတွက်ဆိုအမြဲတမ်းယက်တီပေးတော်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရတယ်ဒါကြောင့်မို့ဒီနေ့ကျေးဇူးတော်ကာလမျက်မှောက်ကာလထဲမှာကျွန်တော်တို့ကနောက်ပိုင်းမှာအဆုံးပိုင်းမှာကျေးဇူးတော်ကာလရဲ့နေဝင်ချိန်အဆုံးသတ်ခါနီးမှာကျွန်တော်တို့ကခရစ်တော်ကြောင့်ကျွန်တော်တို့ဒီစိတ်ပြတ်တဲ့အခါတွေပေါ်ရှိကြမှာပဲဖြစ်ပါတယ်ယုံကြည်သူမှန်ရင်တော့ပြဿနာနဲ့မကင်းကြတဲ့အတွက်စိတ်ပြတ်စရာတွေတော့ရှိမည်အမှန်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့သခင်ရှုခရစ်တော်နောက်လိုက်တပည့်တော်တွေကိုမှားကြားတဲ့စကားကိုကျွန်တော်တို့မမေ့ဖို့ကငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ဟုပြန်ပြောတော်မူ၏ဆိုတဲ့ခရစ်တော်ယေရှုဖျားရဲ့နှုတ်ထွက်စကားကိုကျွန်တော်တို့ဒီကနေ့မျက်မှောက်ကာလမှာမေ့ထားလို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲတဲ့သခင်ယေရှုခရစ်တော်ကြောင့်စိတ်ပြတ်စရာဟာလားရှိနိုင်တယ်ကျွန်တော်တို့နော်စိတ်ပြတ်စရာရှိနိုင်တယ်ဒါပေမဲ့သခင်ရှုခရစ်တော်ကြောင့်စိတ်မပြတ်ဘူးဆိုရင်ကျွန်တော်တို့ကမင်္ဂလာကိုရှိနေတာနော်မင်္ဂလာရှိသူဆိုတာပြီးခဲ့တဲ့တစ်ပတ်ကလည်းကျွန်တော်ဝေငှခဲ့ပြီးပြီနော်မင်္ဂလာရှိသူဆိုတာကကျွန်တော်တို့ရှေးဝေးလိုက်ရှာနေကြမလို့တရားစကားအပေါ်မှာယက်တည်တော်သူကမင်္ဂလာကိုရှိတာခက်ခဲရင်လည်းခဏပဲမင်္ဂလာကိုရှိနေတာဒါကြောင့်မင်္ဂလာရှိသူဆိုတာကသခင်ရှုခရစ်တော်ကအလကားပေးထားတော့ဂုဏ်ပုတ်မဟုတ်ပါဘူးဒါကြောင့်အကုတုပြည်မှာရှိစဉ်ခါအမင်္ဂလာရှိသူဘာကြောင့်လဲကြုံခံရတာနေ့စဉ်ပင်မဆင်းရဲမှုတွေရှိတယ်ဘာကြောင့်လဲပိရမစ်ကိုတိဆောက်တဲ့အခါမှာအုပ်ဖုတ်ရတယ်ထင်းရှာရတယ်ကောက်ရိုးရှာရတယ်နော်ပြောမယ်ဆိုရင်ဟိုခေတ်ဟိုခါမှာမလွယ်ဘူးနော်လိုတဲ့အချိန်မပေးဆက်နိုင်ရင်လည်းပဲအရိုက်ခံရသေးတယ်အထူထောင်းခံရသေးတယ်သမင်းတော်မှာဘယ်အချိန်မှစားဆိုပြီးတော့မှတန်ခတ်ခံရသေးတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့လည်းပဲခရစ်တော်ကြောင့်စိတ်ပြတ်စရာရှိနိုင်ပါတယ်နော်ဒီနေ့အမှုတော်ဆောင်ရင်လို့မဟုတ်ဘူးသခင်ယေရှုခရစ်တော်ကိုဒုတိယမွေးခြင်းဖြင့်ယုံကြည်လက်ခံပြီးတော့ဒီနေ့ဆက်မှန်သောယုံကြည်သူတိုင်းသည်တွေ့ကြုံရမယ့်အရာကတော့စိတ်ပြတ်စရာဖြစ်ပါတယ်ချစ်တော်ညီကိုမောင်ဒါပေမဲ့ခရစ်တော်အားဖြင့်ခံရသောအရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်မပြတ်ပါနဲ့အားပေးခြင်းနော်အားပေးခြင်းတယ်ဒီကနေ့ကျွန်တော်ကအပေါ်ယံဝင်မှသူတော့မဟုတ်ပါဘူးချစ်တော်ဓမ္မမိတ်ဆွေကျွန်တော်ကျမ်းစာကျောင်းဆက်တက်တဲ့အချိန်မှာကျွန်တော်9မိုင်ခီမနေ့4နာရီထပြေးရတယ်။ဘာဖြစ်လို့လဲ9မိနစ်အချိန်ဟသွားတာထွက်မဲ့အချိန်9မိနစ်ကျွန်တော်နောက်ကျတာကားမမီတော့ဘူးအဲ့ချိန်မှာကျွန်တော်ပြေးရတယ်9မိုင်လောက်ဝေးတယ်အဲ့ခီးစဉ်ကအဲ့ဒီ9မိုင်ခီးစဉ်ကိုကျွန်တော်မာသတွန်ပြေးတာကျွန်တော်ဘယ်လောက် sorry 9မိုင်အေးပေါ့နီးပါးလောက်ရှိမယ်เนาะကျွန်တော်ပြေးရတယ်เนาะဆိုတော့ပြေးပြီးတာနဲ့ကျွန်တော်နောက်တမိုင်ခီးလောက်တခါထပ်ပြေးရတယ်အဲ့တမနက်ထဲမှာပဲကျွန်တော်ပြေးရတာ
မနေ့4နိုင်နဲ့ပြေးပြီးကားစီးပြီးတခါထပ်ပြေးတာ6နိုင်ထိုးတာနဲ့ကျွန်တော်အဲ့ဒီပေါ်မှာကျန်းစာကြောင်ဝင်နေရောက်သွားတာဆိုတော့ပြောနေတာကကျွန်တော်တို့ဒီနာခံခြင်းပဲဖြစ်တယ်ချစ်တော်ညီကိုမောင်မတို့ကျန်းစာကြောင်နောက်ကျပြီးအစုခံရမရတော့ရပါတယ်ဒါမှနာခံခြင်းအမှတ်ဘာကြောင့်လဲကျွန်တော်တို့ဒီသာသနာကွင်းနဲ့လူဘောလောကဆိုတဲ့သာသနာကွင်းနဲ့ရောက်သွားမဲ့အချိန်မှာဒီထက်မကကျွန်တော်ကြုံတွေ့နိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဒီကျောင်းစီတကယ်ကို training ကွင်းတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်နာခံခြင်းဆိုတဲ့အရာကိုကျွန်တော်တို့သိထားဖို့လိုသလိုဒီနေ့သာသနာကွင်းဖြစ်တဲ့လူပေါင်းလောကကြီးထဲမှာကျွန်တော်တို့ဝင်ရောက်ကျင်လည်တဲ့အခါမှာခရစ်တော်ကြောင့်ယုံကြည်သူတွေတော့လုပ်ငန်းခွင်ထဲမှာဟာလားအမျိုးမျိုးဖုံဖုံသောလုပ်ငန်းခွင်ထဲမှာကျွန်တော်တို့စိတ်ပြည့်စရာအများကြီးရှိနိုင်ပါတယ်ဒါပေမဲ့ငါဒီဖျားသားသမီးဖြစ်တဲ့ကျွန်မဒီခရစ်တော်အားဖြင့်သူတို့ဘာတဲ့ခေါင်းတစ်လုံးသားတယ်ဆိုတဲ့ဝိညာဉ်သဘောပေါ့နော်မာမနထောင်လွှားတာမဟုတ်ခရစ်တော်အားဖြင့်ငါဒီဟာလားအမီးမှမရှိဘူးငါဒီခေါင်းပိုင်းမှာရှိနေတဲ့အတွက်ငါနာတဖျားသားတယ်ဆိုတဲ့စိတ်ကိုကျွန်တော်တို့မွေးရမယ်နှိတ်ချတဲ့နေရာမှာလည်းကျွန်တော်တို့နှစ်ယောက်မရှိအောင်ကျွန်တော်နှိတ်ချရမယ်လုပ်ငန်းခွင်ထဲမှာအိမ်သားဆေးဆိုလဲဆေးပလိုက်ဟာလားအိမ်သူတို့ဘာပတ်ချလဲတော့အောင်ခိုင်းရင်လဲမကြီးတွားနဲ့စိတ်မပြတ်နဲ့လုံးဝလှုပ်ပေးလိုက်အဲ့ဒီအပေါ်မှာဘုရားသခင်သင်ကိုချီးမြှောက်လာမှာဖြစ်တယ်သင်ကိုချီးမြှောက်လာမှာဖြစ်တယ်ချစ်တော်ဓမ္မမိတ်ဆွေနော်သခင်ယေရှုခရစ်တော်ကိုယ်တိုင်ဟာလားအိမ်သားဆေးလောက်မပြောနဲ့သူများခြေဖမိုးမှာပေးနေတဲ့ဖုံမုတ်တွေတော့ရေဆေးပေးတာဒါကြောင့်ခြေဆေးခြင်းမင်္ဂလာဆိုတာရှိလာတာဖြစ်တယ်ချစ်တော်ညီကိုမောင်မတို့ဒါကြောင့်မို့ဒီနေ့ခရစ်ယာန်အသက်တာကကျွန်တော်တို့လူအနေနဲ့ကြည့်တော့အကဲဆမ်းပြီးရှောက်ခြင်းတဲ့လူတွေမြောက်များစွာရှိတော်လဲတကယ်နဲ့လက်တွေ့မှာတော့မလွယ်ဘူးပေါ့သို့တော့ဒီနေ့ဒုတိယမွေးခြင်းခံရသောဖျားသားသမီးတွေကြုံတွေ့ရမယ့်အရာကငါကြောင့်စိတ်မပြတ်သောသူတွေမင်္ဂလာရှိတယ်ပြောတယ်နော်။ဘာဖြစ်လို့လဲခရစ်တော်အပြင်ကျွန်တော်ကယ်တင်ခြင်းစိတ်ချမှုရသောသူတွေဖြစ်တယ်ခရစ်တော်ရဲ့တန်ရေးတမန်ရေးကိုယ်စားလှယ်တွေဖြစ်တယ်လောကခရစ်တော်ရဲ့ကားတိုင်းကိုထမ်းပြီးခရစ်တော်နောက်ကိုဒီဇိုင်းမှလိုက်တော်သူတွေဖြစ်တယ်ပြောချင်တာကလက်ဝါးကားနဲ့အကြီးကြီးတစ်ခုကိုလှုပ်ပြီးလိုက်ထမ်းနေတာမဟုတ်ဘူးကျွန်တော်တို့အသက်ရှင်ယက်တည်မှုပြောဆိုနေထိုင်မှုကိုကသူတို့ဘာကြည့်တာနဲ့ကားတိုင်းထမ်းနေတဲ့ကဲ့သို့သူများဘွားကနေမြင်ရမှာဖြစ်တယ်။တရားချစ်တော်ညီကောင်မောင်မတို့ဒီနေ့ညီကောင်ချုပ်ချင်တာကခရစ်တော်ကြောင့်သာလည်းဖြစ်တယ်ကဲတင်ရင်ရတာတွေ့ကြုံရမယ်ကောင်းဤဆိုးဤချိုးဤခါဤဆိုရခရစ်တော်ကြောင့်သာဖြစ်တော်ကြောင့်ကျွန်တော်တို့ဒီငါကြောင့်စိတ်မပြတ်တော်သူသည်မင်္ဂလာရှိ၏ကျွန်တော်တို့အကောင်းကြီးပဲမမျော်လင့်ပါနဲ့လူဘဝမှာအချိုးအကွေ့တွေအခါတွေအချိုတွေကအချိန်မီကျွန်တော်တို့ကြုံတွေ့နိုင်ပါတယ်ဘဝမှာဒါကြောင့်မို့ခရစ်တော်ကြောင့်ဖြစ်တယ်ခရစ်တော်အားဖြင့်သာလျှင်ဖြစ်တယ်တမန်တော်ရှင်ပေါလုပြောငါသည်ရှင်သောအခါခရစ်တော်သေလဲခရစ်တော်အတွက်သာပြီးကောင်းတယ်လို့ပြောတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ခရစ်တော်အားဖြင့်ဘုရားသားသမီးများဖြစ်တဲ့အတွက်ဘယ်အခြေအနေဘယ်လိုမျိုးပုံစံလာကျွန်တော်တို့ဒီခရစ်တော်ကြောင့်စိတ်မပြတ်သောသူဖြစ်ရအောင်လို့နှုတ်ကပတ်တော်အားဖြင့်အနေငယ်ဝင်လာတယ်။ဘာကြောင့်လဲမင်္ဂလာရှိလို့ဖြစ်တယ်နော်။ငါကြောင့်စိတ်မပြတ်သောသူဒီမင်္ဂလာရှိလို့ဖြစ်တယ်။အရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။